2026ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးကိုကျွန်တော်မြန်မာနိုင်ငံအတင်းအနေနဲ့ပါဝင်ရှင်ပြိုင်ခွင့်မရခဲ့ပေမဲ့ပထမဦးဆုံးတော့မြန်မာနိုင်ငံရဲ့ဒါကမ္ဘာ့ဖလားတခြင်းကိုတော့ကျွန်တော်မြန်မာနိုင်ငံအနေထုတ်နိုင်ခဲ့ပြီပေါ့ဗျာဒီထဲမှာပါဝင်တီးဆိုထားကြတဲ့လူတွေကလည်းဒါ Sugar Baby ဆိုတဲ့ group လေးကចောင်းတူလေးတွေဖြစ်တယ်ပေါ့ဗျာအဲ့တော့ဒီတခြင်းနဲ့ပတ်သက်ပြီးလူတွေတော်တော်များများဝေဖန်ပြောဆိုနေကြတာကြီးလည်းတွေ့ရတယ်ချီကျူးဒါချီကျူးထားတာတွေလည်းတွေ့ရတယ်ပေါ့ဗျာဘာကြောင့်ဒါလူတွေဝေဖန်နေကြလဲဆိုတာလေးကိုလည်းကျွန်တော်တွေ့ရှိထားရပေါ့ဒါလေးကိုတော့ကျွန်တော်နောက်ဆုံးမှပြပြမယ်ဒီရှင်းလို့ကျွန်တော်တို့တူနားမထောင်အောင်နေဘူးဆိုနားထောင်ကြည့်မယ်ကျွန်တော်ထင်ရင်တော့တော်တော်များများနားထောင်ပြီးကြားလိမ့်မယ်လို့ထင်တယ်အဲ့တော့ဒီရှင်းကိုနားထောင်ပြီးတော့ကျွန်တော်တို့အကစားစိတ်သက်တွေဘယ်လောက်ထိမူးကြွလာတယ်လဲဆိုတာကိုတော့တူကြည့်ကြည့်လိုက်အောင်ဗျာအဲ့တော့လက်စကုန်းကနေဒါမက္ကဆီကို United States of America မြန်မာအင်ထရိုလေးအဲ့တော့ကျွန်တော်တို့ဒါဂျင်းထဲမှာတစ်မျိုးလေးတော့ခံစားရတယ်ပေါ့ဗျာနော် Power in unity we have we will overcome the power of the fan you are glad fight to win and never give up go story strike hard a cream feeder a drop as now the fool but we are the ball and go give up a blood and fun everyone is happy but when I celebrate their victory the audience cheers that on a combat and focus with me I'm back your daddy and now you the road I'm waiting and raise them now I'll be there shoot and great die waving ဒီနေရာလေးကတော့တော်တော်များများဒါကြိုက်ကြမယ်လို့ထင်တယ်ဗျာနော် ဘောလုံးကွန်ပျူတာနော်ရေးထားတာအောင်မြင်မှုတွေထွေးပိုင်လိုက်စူပါညီညာအားနဲ့ရှစ်ဆက်ကြတဲ့နောက်တစ်တွေပြိတ်သက်လက်အောင်တန်မြရှင်းတဲ့ထိအောင်ဆက်ထပ်သွားမိုက်တဲ့ရှင်းထိုးလိုက်ပြီးဘာမြင်ကြီးကိုတတ်သိပြီးကြိုးစားရုန်းကန်လို့ထားဘာလာတော့လမ်းတော့သွား ကမ္ဘာ့ဖလားလို့လှမ်းလို့သွားဆိုပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံအတင်းရတော့ပါမလာခဲ့ဘူးပေါ့ဗျာနော် Okay drive us long share the down in the day and I go keep up what us everyone is happy and we are celebrate their victory the audience cheers that on come the freedom focus with me I'll make your daddy and I do know I'm MTV ထဲမှာဒါကလေးတွေကိုတော့ဒါဘောလုံးအိမ်လေးတွေဘောလုံးဖက်နက်လေးတွေပါညာဆင်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့မိုက်မေလို့ထင်နေဗျာနော် Die, puede. Never like the prince of now I know
MTV လေးကတော့မစိုးပါ 哎呦我的妈！ โอเคပြီးသွားပြီဒီချင်းလေးကိုလူတွေဘာကြောင့်ပြောဆိုဝေဖန်နေကြလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်မြင်တဲ့အမြင်လို့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါတချင်းတစ်ပုတ်လုံးတာပြီးသွားတယ်ဗျာကျွန်တော်တို့မြန်မာနိုင်ငံအတင်းရဲ့ဒါဘောလုံး highlight တွေတခုမှမပါဘူးဒါမြန်မာနိုင်ငံအားကစားသမားတွေရှိတယ်ဗျာဘောလုံးသမားတွေရှိတယ်သူတို့ခေါ်ပြီးတော့ဒါ music video တွေမှာထည့်ရိုက်မယ်ဆိုရင်တော့မှတော်တော်လေးကြည့်လို့ကောင်းမယ်လို့ကျွန်တော်ကတော့မြင်တယ်နော်မြန်မာနိုင်ငံထုတ်တဲ့ဒါတချင်းတစ်ပုတ်ဗျာနော်ကျွန်တော်မြန်မာနိုင်ငံအတင်းရဲ့ဒါဘောလုံး highlight တွေရောကျွန်တော်ထည့်ပေးတင်တယ်လို့တော့ထင်တယ်ဗျာနော်အဲ့တော့ဘယ်လိုထင်ကြလဲ comment ထဲမှာရေးခဲ့ပြီးတော့ရပါတယ်အဆုံးထိကြည့်ပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ဗျ